ဒီနေ့ဒီဗီဒီယိုမှာတော့လူအများစုမှားပြီးလုပ်နေကြတဲ့ skin care routine အကြောင်းလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ဒီလို routine တွေထဲမှာဘာလေးတွေကလုပ်သင့်ပြီးတော့ဘာလေးတွေကမလုပ်သင့်ဘူးလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါအမရာကဒေါက်တာဇီယာဖြိုးပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့နေ့စဉ်လူတိုင်းကြုံတွေ့နေရတဲ့ဝက်ချန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့လူအများစုကဝက်ချန်ပေါက်တဲ့အခါမှာဒီဝက်ချန်လေးတွေကိုညှစ်ကြတယ်ရားတဲ့အတွက်ကြောင့်မို့လို့ကုတ်မိတာမျိုးတွေရှိတယ်ဒီဟာလေးတွေကလုံးဝမလုပ်သင့်တဲ့အရာတွေဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဝက်ချန်ပျောက်ခြင်းစောအားကြီးပြီးတော့ကျွန်တော်မျက်နှာတက်အောင်ဆိုပြီးတော့တစ်နေ့ကိုမျက်နှာ၄ချိန်၅ချိန်လောက်တစ်တာမျိုးတွေဒီဟာတွေကလည်းကျွန်တော်တို့ဝက်ချန်တွေကိုတွားပြီးဆွပေးသလိုမျိုးဖြစ်တာဖြစ်တဲ့အတွက်လုံးဝမလုပ်သင့်ပါဘူးပြီးလို့ရှိရင်ကျွန်တော်တို့ကဝက်ချန်ပျောက်ခြင်းစောအားကြီးပြီးတော့ skin care တွေကိုတစ်ခုပြီးတစ်ခုသုံးတာမျိုးတွေဒီဟာတွေကလည်းလုံးဝမလုပ်သင့်တဲ့အထဲမှာပါပါတယ်ကိုယ်နဲ့အဆင်ပြေတဲ့ skin care လေးတစ်ခုကိုပဲတိတိကျကျသုံးတာမျိုးကပို့ပြီးတော့အဆင်ပြေပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့အများစုနှာခေါင်းတို့ဒီပါးအလယ်ပိုင်းတွေမှာဖြစ်တတ်တဲ့ဒီစားဝတ်ချန်လေးတွေပေါ့နော်ဒီအများစုက strip လေးတွေနဲ့ကပ်ပြီးတော့ဆွဲခွာကြတယ်ဒီလိုဆွဲခွာတာကတည်င်ကအဆင်ပြေပေမဲ့ဆွဲခွာလိုက်တဲ့ဒဏ်ကြောင့်ကျွန်တော်တို့ရေပြားအပေါ်ရန်သွားတွေပျက်စီးသွားတာမျိုးတွေပြီးလို့ရှိရင် post လေးတွေဒဏ်ရာရပြီးတော့စီပြန်တာပိုများလာတာမျိုးတွေလည်းဖြစ်ပြီးတော့နောက်ပိုင်းကျလို့ရှိရင်ပိုဆိုးလာတာလည်းကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ဒီ strict ကိုအသုံးပြုမဲ့စာကျွန်တော်တို့နေ့စဉ်ညဘက်ကို double cleansing လုပ်ပေးတာမျိုးတွေပြီးလို့ရှိရင် salicylic acid serum မျိုးလေးတွေသုံးပေးတာမျိုးလေးတွေ moisturizer ကောင်းကောင်းသုံးပေးတာမျိုးလေးတွေကပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်လူအများစုမှားနေကြတဲ့နောက်ထပ်မှားတစ်ခုကတော့အသားရည်ကောင်းခြင်းလို့ကျွန်တော်တို့ sheet mask တွေကိုနေ့စဉ်ကတ်နေတာမျိုးတွေကျွန်တော်ကိုယ်တိုင်ဘယ်လောက်ထိတွေ့ရလဲဆိုလို့ရှိရင်တစ်နေ့တည်းကို sheet mask 3-4 ချိန်ကတ်တဲ့လူတွေနဲ့တော့ကျွန်တော်တွေ့ပြီးတော့စကားပြောဖူးပါတယ်ဒါတွေကလည်းလုံးဝမှားနေတဲ့အမှားတွေဖြစ်ပါတယ်ပုံမှန်အားဖြင့် sheet mask ကိုကျွန်တော်တို့တစ်ပတ်ကို2ကြိမ်ထက်ကိုပို့ပြီးတော့မကတ်သင့်ပါဘူး sheet mask တွေကိုကျွန်တော်တို့ကနေ့စဉ်ကောင်းခြင်းလို့ကတ်ပေမဲ့လည်းကျွန်တော်တို့နေ့စဉ်ဒီ sheet mask တွေမှာပါတဲ့ chemical တွေနဲ့နေ့စဉ်ထိတွေ့နေရတာကလည်းကျွန်တော်တို့အသားရည်တွေလုံးဝအဆင်မပြေတဲ့အပြင်ကိုပို့ပြီးတော့အသားရည်ကိုဆိုးရတော့ပျက်စီးစေနိုင်ပါတယ်ခုနကကျွန်တော်ပြောခဲ့တဲ့နေ့စဉ်လူတွေမှားနေကြတဲ့မှားတွေကိုဘယ်လိုပြင်ဆင်ပြီးတော့ skin care လေးတွေလုပ်ရမလဲ treatment လေးတွေလုပ်ရမလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဒီမှာဝက်ချန်ပေါက်တဲ့လူတွေဆိုလို့ရှိရင်လည်းညဘက်ဆိုရင် double cleansing လေးတေချာလုပ်ပြီးတော့အိတ်တာမျိုးတွေကျွန်တော်တို့စေကန်းမှာ Hollywood carbon laser လိုမျိုး treatment လေးတွေကိုယူပြီးတော့ကုသမှုခံယူတာမျိုးတွေပြုလုပ်တင်ပါတယ်ခုနစားဝက်ချန်လေးတွေကိုလည်းကျွန်တော်တို့ strict တင်နဲ့ခွာတာမျိုးတွေမလုပ်ဘဲနဲ့ဒီ deluxe pore laser လေးလာပစ်တာမျိုးဆိုရင်ပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီအသားရည်ကောင်းပြီးတင်းရင်းခြင်းလို့ sheet mask တွေကိုနေ့စဉ်ကတ်နေထားတဲ့စားလို့ရှိရင်စေကန်းမှာလာပြီးတော့ deluxe glow treatment လေးကိုနှစ်ပတ်တစ်ချိန်ခံယူတာကပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်ဒါကြောင့်မို့လို့မိမိရဲ့ skin problem နဲ့ လိုက်ဖက်မဲ့ treatment လေးကိုကျွန်တော်တို့အတူတိုင်ပင်ဆွေးနွေးဖို့အတွက်အလားတရားရဲ့ဒုက္ခဘုံအမရာမှာလာရောက်ဖို့ဖိတ်ခေါ်အပ်ပါတယ်